ကချင်ပြည်နယ်ဖားကတ်မြို့မှာမိုးတိတ်ထန်စွာရွာသွန်းပြီးဥယျာဉ်ချောင်းရည်မြင့်တက်လာမှုကြောင့်မြို့နှိမ်ပိုင်းရက်ကွက်အနည်းဆုံး၄ခုမှာဒီနေ့မနက်ပိုင်းကစပြီးရေနစ်မြုပ်နေပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရအချို့နေရာတွေမှာ15ပေနီးပါးမြင့်နဲ့အိမ်အောက်ထက်တွေတောင်ရေလုံးဝမြုပ်သွားတဲ့အထိရေချေနေဆိုးရွားနေတယ်လို့သိရပါတယ်။ဒီနှစ်မိုးရာသီအတွင်းဖားကတ်မြို့မှာရေကြီးရေရှမ်းမှု9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးဒီကနေ့ရေကြီးမှုကတော့အဆိုးရွားဆုံးဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။လက်ရှိမှာအေးတာရာမော့ဝမ်းငှက်ပြောတော့မြို့မနဲ့မရှိကတ်ထောင်ရက်ကွက်တွေမှာနေအိမ်မြေညီထက်တွေရေနစ်မြုပ်နေပြီးနေအိမ်တွင်ပိတ်မိနေသူတွေလည်းရှိနေပါတယ်။ကူညီကယ်ဆယ်ရေးအင်အားမလုံလောက်တာကြောင့်ဒေသခံတွေဟာကိုထူကိုထကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ထို့အပြင်ဒီကနေ့မှာပဲမော်ဝမ်းရက်ကွက်မှာမြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီးမြေဆိုင်တွေပြိုကျလာတာကြောင့်နေအိမ်တစ်လုံးမြေဖုံးသွားခဲ့တယ်လို့တောင်ပေါ်လမ်းပိုင်းအချို့မှာလည်းကတရလမ်းတွေကွဲအပြက်စီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။မိုးလေဝသနှင့်ဇလဗေဒဌာနကတော့ဖားကန့်ဒေသမှာနောက်ရက်ပိုင်းအတွင်းမိုးထမှန်များနိုင်တဲ့အတွက်မြေပြိုမှုနဲ့ရေကြီးရေရှမ်းမှုအနေအကိုဆက်လက်သတိထားကြဖို့သတိပေးထားပါတယ်။ကျွမ်းကျင်သူတွေရဲ့အဆိုအရဖားကန့်ဒေသမှာရေကြီးမှုတွေမကြာခဏဖြစ်ပွားရတာဟာမိုးတိတ်ထန်စွာရွာသွန်းမှုအပြင်တပ်ထုတူးဖော်ရေးလုပ်ငန်းတွေကထွက်လာတဲ့မြေစာတွေကိုချောင်းတွင်စီးကမ်းမဲ့စွန့်ပစ်မှုတွေကလည်းအဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းဇူလိုင်18ရက်နေ့ကကထေမော်လောက်ကွက်ဟောင်းမှာဖြစ်ပွားခဲ့တဲ့မြေပြိုမှုကြောင့်ပျောက်ဆုံးနေတဲ့ရေမဆေးကြောက်ရှာဖွေသူ9ဦးကိုဒီနေ့အထိရှာဖွေတွေ့ရှိနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။မိုးဇလဌာနကတော့ကချင်ပြည်နယ်ပြင်ရန်ကုန်၊ဘေခုစကိုင်း၊အေရဝတီ၊တနင်္သာရီ၊ကပ်ရင်နဲ့မွန်ပြည်နယ်တွေမှာလည်းနောက်2ရက်အတွင်းမိုးပုံမိုးများလာနိုင်တာကြောင့်သတိပြုနေထိုင်ကြဖို့ထုတ်ပြန်ထားပါတယ်။